ထိုင်းတီပရိသတ်တွေအားလုံးပဲမင်္ဂလာပါထိုင်းတီပေါက်ဖို့ဆိုတာကံတရားတစ်ခုတည်းပဲလားဒါမှမဟုတ်တကယ်ပဲလိုက်နိုင်ရမယ့်လှုပ်ဝက်ချက်တွေဖော်ထုတ်စရာတွေရှိနေတာလားဒီနေ့မှာတော့ထိုင်းတီလောကနဲ့ပတ်သက်ပြီးလူတိုင်းသိချင်နေတဲ့ဒါပေမဲ့မသိသေးတဲ့အဓိကအချက်၃ချက်ကိုဖော်ထုတ်ပြသသွားပါမယ်ဆိုတော့ဒီဗီဒီယိုကိုအစအဆုံးကြည့်သွားဖို့မမေ့ပါနဲ့လူတွေကထီထိုးဖို့ပဲသိပေမဲ့တကယ်တော့ထိုင်းထီဆိုတာထိုင်းဆိုရကစီမံခန့်ခွဲတဲ့လုပ်ငန်းတစ်ခုပါထီပေါက်ငွေတွေဘယ်ကလာလဲထီရောင်းရတဲ့ဝင်ငွေအများစုဟာဘယ်ရောက်သွားလဲထိုင်းထီရောင်းရတဲ့ဝင်ငွေအစိပ်အပိုင်းတစ်ခုဟာနိုင်ငံတော်ရဲ့လူမှုဖူလုံရေးအတွက်အသုံးပြုပါတယ်ဥပမာပညာရေးစေယုံကျန်းမာရေးစတာတွေအတွက်အဓိကသုံးစွဲတယ်လို့သိရပါတယ်ဒါကြောင့်ထီထိုးတာဟာကန်ဆန်းတာပြင်နိုင်ငံအတွက်တနည်းအားဖြင့်ကူညီရာရောက်ပါတယ်ဒီကဏ္ဍတွေဘလို့ရွေးချယ်ပြီးထွက်လာတာလေအဲ့ဒီဖြစ်စဉ်ကတကယ်ပဲပွင့်လင်းမြင်သာမှုရှိပါရဲ့လားထိုင်းဒီဖွင့်ပွဲမှာကဏ္ဍတွေကိုဆက်ရန်တရားတွေနဲ့ဘလို့မဲဖောက်ပြီးရွေးချယ်ရဲဆိုတဲ့လုပ်ငန်းစဉ်ကိုရိုးရှင်းစွာရှင်းပြပါမယ်တကယ်တော့ဒီဖြစ်စဉ်ဟာအလုံးပွင့်လင်းမြင်သာအောင်လှုပ်ဆောင်ထားတာဖြစ်ကြောင်းကိုအလေးပေးထားပါတယ်လူတွေကကိန်းကဏ္ဍတစ်ခုခုကိုကြိုးတင်ခံမှန်းနိုင်တယ်လို့ပြောကြပေမဲ့တကယ်တမ်းမှာတော့လုံးဝကြပန်း random သာဖြစ်ပါတယ်ထိုင်းလူမျိုးတွေဟာထီကနန်းရဖို့အတွက်ထူးခြားစံပြတဲ့နည်းလမ်းတွေနဲ့ယုံကြည်မှုတွေကိုအသုံးပြုကြပါတယ်အိမ်မက်တွေကိုအထိပ္ပယ်ဖွင့်ခြင်းအိမ်မက်ထဲကမြင်ကွင်းတွေကိုကနန်းအဖြစ်ဘလို့ပြောင်းလဲယူကြလဲဒူးဆန်တဲ့ရာဝတ္ထုများတပင်တရိတ်ဆန်ဒါမှမဟုတ်မတော်တဆဖြစ်ရတဲ့ခုခုကိုအခြေခံပြီးကနန်းယူကြပုံများဖျားကိုကွယ်မှုနမဲကြီးဖျားเจ้าတွေမှာထီပေါက်ဖို့ဆူတောင်းကြတာမျိုးဒီနည်းလမ်းတွေဟာယဉ်ကျေးမှုနဲ့ယုံကြည်မှုသာဖြစ်ပြီးတိတ်ပံနီးကြအထောက်ထားတစ်ခုတော့မဟုတ်ပါဘူးကဲဒါဆိုရင်တော့ထိုင်းထီဆိုတာဟာကန်စည်းမြင့်နဲ့ယဉ်ကျေးမှုတွေပေါင်းဆက်ထားတဲ့ဗဟေတိဖြစ်ကြောင်းသင်သိရှိသွားပြီလို့မျှော်လင့်ပါတယ်သင်ရောဒီလိုလျှို့ဝှက်တဲ့အရာ၃ခုတွေကဘယ်ချက်ကိုအကြိုက်ဆုံးလဲဒါမှမဟုတ်ထီပေါက်ဖို့အတွက်ဘလို့ထူးခြားတဲ့နီလန်တွေကိုသုံးဘူးလဲဆိုတာ comment မှာရေးသွားပေးခဲ့ကြပါဦးဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့လျှို့ဝှက်ချက်တွေနဲ့ဘူသူရတွေကိုထပ်မံသိချင်ရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်သွားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်